မင်္ဂလာရှိသောနေ့ရက်လေးဖြစ်ပါစေပရိသတ်ကြီးရေတိုင်းဆောင်လေးများဖတ်ကြားမယ့် channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျမတို့ရဲ့ channel ကနေတိုင်းဝိထုအကြောင်းအရာတွေကို talent တင်ဆက်ပေးနေရမှာတော့ဒီနေ့မှာဆိုရင်စာရေးသူမူကျော်သူရေးသားထားတဲ့ဓာတ်သုံးခွက်ဆိုတဲ့တိုင်းဝိထုစာအုပ်ထက်ကမှအပိုင်းသုံးကိုဆက်လက်ပြီးတော့ထုတ်လွှင့်ပေးသွားကြပါမယ်ပရိသတ်များရှင်အခုလိုစိတ်ဝင်စားဖွယ်ရာဇာတ်လမ်းလေးကိုမတင်ဆက်ခင်မှာတော့ပရိသတ်ကြီးကထုံးစံအတိုင်းပါပဲကျမတို့ရဲ့ channel ကို subscribe လေးမလုပ်ရသေးဘူးဆိုရင်တော့ subscribe လေးလုပ်ထားပြီးအောင်နော်ပြီးတော့ဘေးနားအခါလောင်းလေးကိုလည်းနှိပ်ပေးခဲ့ပါအောင်ရှင်တောမြို့ကလေးကတော့အနောက်ဘက်အတော်ဝေးဝေးမှာကြံရိတ်ခဲ့ပြီးလဲဖြစ်တယ်နေမဝင်မီနောက်ထပ်မြို့တစ်မြို့ကိုရောက်တဲ့အထိခရီးဆက်မယ်လို့ထီခုံအားခဲထားတာလည်းဖြစ်တယ်။ဒါကြောင့်စားတောက်ပြီးစီးသွားတာနဲ့အနားမယူပဲခရီးဆက်ခဲ့ခြင်းလည်းဖြစ်တယ်။တောအုပ်တစ်ဖက်ကိုရောက်သွားချိန်မှာတော့ထူးခြားမှုတစ်ခုဖြစ်ပေါ်လာခဲ့တယ်။သူစီးနှင်းလာတဲ့မင်းကြီးကရှေလျားစွာဟိလိုက်ခြင်းလည်းဖြစ်တယ်။ဒီနေရာမှာတုံကနေရှက်လိုက်တယ်။အဲဒီနောက်မှာတော့မတ်တက်ရက်ပြီးကြောကုန်းပေါ်မှာထီခုံကိုခါချလိုက်တယ်။အမတ်မထင်ဖြစ်ပြက်လာသည်မို့အံ့အားသင့်ရန်ပင်အချိန်မရပဲထီခုံမြင်းပေါ်မှာလွှင့်ဆန်သွားလေတော့တယ်။သူ့ရဲ့မြင်းကြီးရဲ့ပါးစပ်မှာဆိုရင်အမြုပ်တစီစီထနေတယ်။ထီခုံကလည်းမြင်းခွာအောင်မှာဒုက္ခမရောက်ရလေအောင်တတိကြီးစွာနဲ့ရှောင်တိန်နေရတယ်။ထီခုံကသူ့ရဲ့မြင်းကြီးကိုချော့မော့ပြီးတော့စစ်ဆေးကြည့်နေစမှာတော့မြင်းကြီးကအသက်ပြောက်သွားပြီးငြိမ်သက်သွားလေတော့တယ်။လူမရှိသူမရှိတောထဲတောင်ထဲမြင်းမရှိပဲငါဘယ်လိုလုပ်ခရီးဆက်ရပါမလဲ။ထီခုံလေးမြင်းသေးကောင်ပြီးမှထိုင်ချပြီးတော့တွေးနေလေတယ်။စိတ်ပြက်လက်ပြက်ထိုင်နေတာဆိုရင်အချိန်အတော်ကြာသွားခဲ့ပြီလေဖြစ်တယ်။ကဲငါဒီလိုထိုင်နေလို့မပြီးပါဘူး။အချိန်ရှိတော့ခရီးဆက်မှာပဲ။မြင်းမရှိတော့လေခြေတော့ပဲအားကိုးရတော့မှာပေါ့။တကူတဲ့ရှည်ရွပြီးမြောက်ဖက်စီကိုဦးတီလျှောက်သွားလေတယ်။လမ်းတစ်လျှောက်မှာဆိုရင်တစ်ပင်ချုံတွေပိတ်ပေါင်းတွေတောပန်းကလေးတွေနဲ့ကျင်းငက်တရိတ်ဆန်လေးတွေကိုတွေ့နေရတယ်။တဖြည်းဖြည်းနဲ့ခရီးဆက်လာခဲ့ရမှာတော့ထီခုံအတွက်အခုဆိုရင်နေရောင်ကြီးပျောက်သွားတာနဲ့အမောင်တူးကလည်းလွှမ်းခြုံလာပြီလေဖြစ်တယ်။တင်ကြီးဝါးကြီးတွေနဲ့အုံအုံဆိုင်ဆိုင်ရှိနေတဲ့တောအတွင်းမှာပို့ပြီးတော့အမောင်မြန်လာစေတယ်။မြောက်ဖက်ဆူးဆူးကိုသွားရင်တော့သူနေလေစာစားခဲ့တဲ့မြို့ထက်ပိုကြီးတဲ့မြို့တစ်မြို့ကိုရောက်သွားမှဖြစ်လို့ခတ်တုတ်တုတ်ရှောက်လာမိတယ်။ထီခုံခရီးဆက်လာရမှာတော့ခရီးအတော်ပေါက်ခဲ့တော်လဲပဲသူရည်ရွယ်ထားတဲ့မြို့ကိုမရောက်မီနေလုံးပျောက်ကွယ်သွားခဲ့လေပြီ။မတက်တာတဲ့အစုံထီခုံစိတ်လျှော့လိုက်ရလေတော့တယ်တောထဲမှာတင့်တော်တဲ့တနေရာရှာပြီးတော့တညအိမ်မှာပါပဲမိုးလင်းမှခီးဆက်တာပိုကောင်းပါလိမ့်မယ်ထီခုံလေတညတာအိတ်ဆက်အနားယူဖို့အတွက်တင်းလျော်မဲ့နေရာကိုရှာဖွေနေစဉ်အတွင်းမှာပဲဟာမီးရောင်ပါလားအရှိဘက်မလန်းမကန်းမှာမီးရောင်တွေထွက်ပေါ်နေတာကိုတွေ့မြင်လိုက်ရတယ်ထီခုံကလည်းမီးရောင်ထွက်ပေါ်လာရစီကိုဦးတည်ပြီးတော့တတိကြီးစွာထားပြီးလှမ်းသွားလေတော့တယ်တောအုပ်အတွင်မှာမီးပုံတစ်ခုရှိနေတယ်။မီးပုံပြီးမှဆိုရင်လူတစ်ယောက်ထိုင်နေတယ်။မလန်းမကန်းမှလည်းမြင်းတစ်ကောင်ချီနှောင်ထားတယ်။မီးပုံပြီးမှထိုင်နေသူဟာဆိုရင်အနေရောင်အဝတ်စားတွေကိုဝတ်ဆင်ထားတယ်။အဲ့ဒီလူဟာဆိုရင်မီးပုံပြီးမှအိယာခင်းထားတယ်။ဒီကနေ့ညတောအတွင်မှာပဲအနားယူအိတ်ဆက်မဲ့ခရီးသွားတစ်ယောက်ဖြစ်ပုံရတယ်။ထီခုံအတွက်ကတော့အဲ့ဒီလူဟာဆိုရင်ခရီးသွားတစ်ယောက်ဖြစ်မယ်လို့တွေးပြီးတော့ပြို့မိတ်ဆွေရုတ်တရက်ထွက်ပေါ်လာတဲ့ခေါ်တန်းကြောင့်အနီရောင်ဝစ်ဆင်ထားသူထိတ်လန့်တုန်လှုပ်သွားပုံရတယ်။ကျုပ်ဟာခီးသွားတယောက်ပါဗျာ။ကျုပ်ဦးလေးနေမကောင်းမှုဆိုလို့တည်င်းမရအောင်လို့ကျွမ်းခိုက်မြို့ကိုသွားမလို့ပါ။ကျုပ်မှာအဖိုးတန်ပစ္စည်းဘာမှမပါပါဘူးဗျာ။ကျုပ်ဟာလူဆိုးတမျှမဟုတ်ပါဘူးဗျာ။မိတ်ဆွေလိုခီးသွားတယောက်ပါပဲဗျ။ခင်ဗျားတမျှမဟုတ်ဘူးပေါ့နော်။မဟုတ်ပါဘူးဗျာ။ကျုပ်ဟာခီးသွားတယောက်ပါ။ခင်ဗျားပြောတာယုံဖို့မလွယ်ပါလား။ခီးတဲ့သားဆိုတဲ့ပစ္စည်းတွေလည်းမပါဘူးမြင်းလည်းမပါဘူး။ကျုပ်ကအရေးကြီးတဲ့ကိစ္စတစ်ခုကြောင့်ဘာပစ္စည်းမှမယူပဲကတိုက်ကြရိုက်နဲ့ထွက်လာခဲ့တာကျုပ်ရဲ့မြင်းကလည်းဘလို့ဖြစ်တယ်မဆိုနိုင်ဘူးလမ်းမှာတေးသွားတယ်ဗျခင်ဗျားကလူဆိုးတမျှတကယ်မဟုတ်ဘူးနော်မဟုတ်ပါဘူးဗျာဟုတ်ရင်ခင်ဗျားကိုဒီလောက်ရှင်းပြနေပါမလားဗျစဉ်းစားကြည့်ပါဦးဒါဆိုမိတ်ဆွေဟာခရီးသွားရင်ဒုက္ခတွေ့လာတယ်ဆိုရင်ကျုပ်ဘာကူညီပေးရမလဲဗျာကျုပ်မှာစားစရာတောက်စရာနည်းနည်းတော့ပါတယ်ဗျမိတ်ဆွေစားခြင်းဝေငှစားကြတာပေါ့ကျေးဇူးပါပဲဗျာအဲ့ဒီလိုပြောရင်ထီခုံမီးဖို့ပေးမှဝင်ထိုင်လိုက်တယ်။စားပါဗျာ။နေပါစေကျုပ်ပိုင်းမစားလို့ပါ။ဒါနဲ့မိတ်ဆွေကဘယ်ကိုသွားမလို့လဲဗျ။မြေလက်ပိုင်းကိုသွားမလို့ပါ။ဟာဒါဆိုကျုပ်နဲ့လမ်းကြုံတာပဲအတူတူသွားကြတာပေါ့။သွားမယ်ဆိုတာတောင်ခရီးကဝေးသေးတယ်မိတ်ဆွေမှမင်းမရှိဘူးဆိုတော့
အရှိတ်ဘက်မှာမျိုးတစ်မျိုးရှိတယ်မဟုတ်လားအဲ့ဒီမှာမြင်းတစ်ကောင်လောက်ဝယ်လို့ရမယ်ထင်ပါရဲ့ဗျာဟုတ်သားပဲအဲ့ဒီမျိုးမှာမြင်းဝယ်လို့ရတာပေါ့ဈေးတောင်ချိုသေးတယ်ခင်ဗျရောက်ဘူးလားဒီအရက်ဒေတာတွေမှာကျုံမရဘူးတဲ့နေရာမရှိသလောက်ပါပဲဗျာကျုပ်ကနေလက်ဆေးကူးတဲ့ဆရာလေးအော်ခင်ဗျဦးလေးကိုဆေးသွားကူပေးမလို့ပေါ့ဟုတ်တယ်ကျုပ်ဦးလေးကအခြားဆေးဆရာတွေကသာအားကိုးတာဗျတူအရင်ဖြစ်တဲ့ကျုပ်ကိုအထင်ကြီးရတယ်လို့တော့မဟုတ်ပါဘူးဗျာဒါနဲ့ခင်ဗျရောဘလို့အရေးကြီးတဲ့ကိစ္စများရှိနေလို့လဲဗျာဆက်စုတယ်လို့တော့မထင်နေအောင်နော်မထင်ပါဘူးဗျာကျုပ်ကဒုက္ခရောက်နေတဲ့မိတ်ဆွေတယောက်ကိုလိုက်ရှာပြီးကူညီမလို့ပါခင်ဗျမိတ်ဆွေကဘလို့ဒုက္ခရောက်နေတာလဲနေထိုင်မကောင်းဖြစ်နေလို့လားအာမနာနဲ့နော်ကျုပ်ကသူများလက်လွတ်လိုက်တဲ့လူနာကိုတောင်ရအောင်ကုလာတဲ့လူဗျသူကဖျားနေလို့မဟုတ်ပါဘူးဗျာဒါဖြင့်ဘလို့ဒုက္ခရောက်ရတာလဲမြေလက်ပိုင်းမှာလူရဲ့တိုက်ခိုက်မှုတွေမကြာခဏဖြစ်ပွားနေတယ်ဆိုတာခင်ဗျကြားမိသလားကြားမိတာပေါ့ဗျာလူဆိုးတမျှကြီးတယောက်တောင်းကျမ်းနေတယ်ဆိုတာလူတိုင်းသိတာပဲလူတွေကတော့လူဆိုးတမျှလို့ထင်နေတဲ့လူဟာတကယ်တော့လူကောင်းတယောက်ပါဗျာမတမာသူတွေကသူ့ကိုဒုက္ခရောက်အောင်တမင်တက်တက်အကွက်ဆင်ပြီးတော့နာမည်ဖြတ်နေကြတာပါဒါကိုသူသိတော့မတမာသူတွေကိုရှင်းပြဖို့ကြိုးစားနေတယ်လေလူရမယ်ရအကြောက်ကလည်းဝင်ကူညီမလားလို့ပါမိတ်ဆွေပြောတဲ့အတိုင်းဆိုရင်တော့မြေလက်ပိုင်းကဓမြကြီးနဲ့တိတယ်လို့ပါပဲကျုပ်ကဒီဖြစ်ပျက်ကိုဥပမာပေးတာပါဗျာဟူးတော်သေးတာပေါ့ဗျာသူတို့နှစ်ယောက်ဟာစကားကောင်းနေရမှညင်းနဲ့မှန်းမသိညင်းနဲ့လာခဲ့တယ်တောအုပ်အတွင်းပိုင်းဖြစ်လို့ညင်းနဲ့လာလေးလေးအိတ်စိတ်မှုကပိုကဲလာလေးလေးပင်ဖြစ်တယ်အနီရောင်ဝစ်စင်ထားတဲ့သူဟာဆိုရင်ဝါးကနဲ့တန်းဝေလိုက်ပြီးတော့ကျုံမှာစောင်းတစ်ထည့်အပိုပါတယ်ဗျမိတ်ဆွေခင်းအိတ်ပေါ့ကျေးဇူးတင်ပါတယ်ဗျာကျုပ်ကတော့အိတ်တော်မယ်ပြုတ်အဲ့ဒီလူနဲ့မလန်းမကန့်ပါပဲထီခုံးကခြုံဆောင်ကိုခင်းလိုက်တယ်ခြုံဆောင်ပေါ်ကြောမခင်းပြီးရေငတ်တလူလိုရှိလာတဲ့အတွက်မီးပိုပြီးမှအသင့်ရှိနေတဲ့အရက်အိုးကိုယူပြီးတငုံတောက်လိုက်တယ်တငုံတဲတာတောက်ခဲ့တော့လည်းပဲအရက်တကိုးပြလာပြီးတော့ရီဝေလာခဲ့တယ်ကျင်းလီအကြောင်းစဉ်းစားပါတော့လေကြာကြာမစဉ်းစားနိုင်ပဲမျက်လုံးမိတ်လိုက်တာနဲ့အိပ်ပျော်သွားခဲ့လေတော့တယ်တိုင်းလောကမှာကျင်းလဲကျဆားခဲ့တဲ့ဘဝတစ်လျှောက်မှာသွားရင်လာရင်နှစ်ချိုက်ချိုက်အိပ်ပျော်သေးကတော့ယခုတစ်ချိန်သာရှိသေးတယ်လို့ဆိုရပေမည်အဲ့ဒီလိုအိတ်ဆက်မိခြင်းကြောင့်လေထဆန်းအော်ငါပြီးတော့ကန်ကြောက်နှိုးလိုက်ခြင်းကြောင့်ထီခုံးလက်နူသွားတယ်အဲ့ဒီအခါမှာသူ့ရဲ့ခြေနှစ်ဖက်လက်နှစ်ဖက်မှာကြိုးတုပ်ခံထားရတာကိုတွေ့မြင်လိုက်ရတယ်ထီခုံးမျက်လုံးပြူးသွားတယ်ဒါဘလို့ဖြစ်တာလဲဟာမင်းကိုဖမ်းထားတာလေကွာလောင်ပြောင်တဲ့စကားတန်ကိုကြားလိုက်ရတယ်အခုတော့သူ့ကိုဓာဖြစ်ချိန်ရွယ်ထားတဲ့သူကတော့အနီရောင်ဝစ်ဆင်ထားတဲ့သူပဲဖြစ်တယ်ခင်ဗျဘလို့လောက်လိုက်တာလဲဘလို့လောက်တယ်ဆိုတာအခုထိတောင်မင်းမသိသေးဘူးလားမင်းကိုလှည့်ကွက်ဆင်ပြီးတော့ထောင်ဖမ်းခဲ့တာလေကွာဘာဗျမင်းကငါ့ကိုဆေးဆရာတရားလို့ထင်ခဲ့တယ်မဟုတ်လားပြီးတော့အရက်အိုးတွေကအရက်တငုံလဲတောက်ခဲ့သေးတယ်လေခင်ဗျဆေးဆရာမဟုတ်ဘူးလားငါကတမားတော့မဟုတ်ဘူးမင်းကိုတုတ်တင်မယ်လူကွာကဲမင်းဘသူလဲဆိုတာပြောစမ်းဗျာဦးကြောင်ကြောင်လောက်မနေနဲ့မင်းဘသူလဲဘာကြောင်ကိုနဲ့မဆိုင်တဲ့ကိစ္စတွေဝင်ရှုပ်ချင်ရတာလဲငါမေးတာဖြေစမ်းပါမင်းကငါတို့နောက်ကိုတကောက်ကောက်လိုက်နေတာဒုက္ခပေးမလို့ဆိုတာငါသိတယ်ကဲပြောစမ်းမင်းဘသူလဲကျင်းလီနဲ့ဘလို့ပတ်သက်နေတာလဲထီခုံးစိတ်ဝင်စားသွားတယ်အဲ့ဒီလူကကျင်းလီကိုနာမည်ဖြတ်နေတဲ့လူစုမှာပါဝင်သူဖြစ်တယ်လို့တွေးမိလာပြန်တယ်ကျင်းလီကလည်းသူ့ကိုနာမည်ဖြတ်နေသူတွေကိုလိုက်လံရှာဖွေနေပေးလိုက်မယ်ဟဲ့ကောင်ငါမေးတာဖြေစမ်းလို့ပြောနေတယ်အဲ့ဒီလူကလည်းထီခုံးရဲ့အဖြေကိုမရတဲ့အတွက်ကြောင့်ခြေထောက်နဲ့ကန်ကြောက်ဖို့အတွက်ဟန်ပြင်လိုက်တယ်အဲ့ဒီချိန်မှာပဲထီခုံးကလျှက်တစ်ပြက်လှုပ်ရှားလိုက်တယ်ခြေနှစ်ဖက်ကိုအာယူလွှဲပြီးစက်ကနေခုန်ထားလိုက်တယ်တစ်ဆက်ထဲမှာပဲလက်ထဲမှာစုပ်ကင်ထားတဲ့ကြောက်ခဲနဲ့အဲ့ဒီလူကိုပြစ်ပေါက်လိုက်တယ်အဲ့ဒီလူဟာဆိုရင်ထီခုံးပြန်လဲတိုက်ခိုက်မှာမဟုတ်ဘူးလို့ထင်ထားတဲ့အတွက်ကြောင့်အခုလိုတိုက်ခိုက်ခံရတဲ့အခါမှာတော့ရှောင်တိန်နိုင်ခြင်းမရှိခဲ့ဘူးမျက်နာကိုကြောက်ခဲထိမှန်ပြီးတော့ပက်လက်လန်ကျသွားလေတော့တယ်ထီခုံးကလည်းအခွင့်အရေးကိုလက်လွတ်မခံပဲရှေ့ကိုခြေဆောင်ခေါင်ပြီးအဲ့ဒီလိုလွတ်ကျသွားတဲ့ဓာတ်ကိုကုန်းကောက်လိုက်တယ်လက်ထဲမှာပါလာတဲ့ဓာတ်နဲ့သူ့ကိုတုံနှောင်ထားတဲ့ကြိုးတွေကိုပြတ်တောက်သွားအောင်ပြုလုပ်လိုက်လေတော့တယ်အနီရောင်ဝစ်ဆင်ထားသူရဲ့မျက်နှာသွေးချင်းချင်းหนีရဲနေတယ်နှာခမ်းပေါက်ပြဲသွားပြီးနှာခေါင်းရိုးကျိုးသွားပုံလဲရှာတယ်စူးစူးဝါးဝါအော်ရင်းနဲ့မြေပေါ်မှခုန်ထလာတယ်ထီခုံးကလည်းမတက်တာတဲ့နောက်ဆုံးကျုပ်ကိုခွင့်လွတ်ပါဗျာစကားဆုံးတာနဲ့အဲ့ဒီလူစီကိုဓာတ်နဲ့ပြက်ပေါက်လိုက်တယ်စူးရှာတဲ့အော်ရစ်တန်တန်ထွက်ပေါ်လာတယ်အဲ့ဒီလူရဲ့နောက်ကျောမှာဆိုရင်တရှည်ထိုးဖောက်ဝင်ရောက်သွားတာဖြစ်လို့မဟန့်နိုင်တော့ပဲမြေပေါ်ကိုလဲကျသွားလေတော့တယ်
အမှတ်200ဆိုရင်တတ်မှတ်ထားတဲ့ရက်အတွင်းပြန်လည်ရောက်ရှိလာခြင်းမရှိတဲ့အတွက်တာဝန်ထမ်းဆောင်ရင်ကြာဆုံးသွားပြီဖြစ်တယ်လို့အားလုံးကနားလည်လိုက်ကြတယ်။အမှတ်2ကြောင့်သူတို့ရဲ့လုပ်ငန်းအပြတ်စီးတော့မခံဘူး။အမှတ်2ကိုမဆောင်တော့ပဲအမှတ်1ကသူလုပ်ရမယ့်အလုပ်ကိုစတင်ဆောင်ရွက်လေတော့တယ်။အမှတ်1ဟာဆိုရင်ကြောက်ဆူးမြို့ကလေးရဲ့လမ်းမကြီးအတိုင်းဝင်လာခဲ့လိုက်တယ်။သူပထမဦးဆုံးတွေးမြင်လိုက်ရတာကတော့ရွှေရောင်စလုံးကြီးတွေနဲ့ရေးသားထားတဲ့မြင်းဖြူအာမခံဌာနဆိုတဲ့ဆိုင်းပုတ်လေးဖြစ်တယ်။အာမခံပစ္စည်းအပ်ချင်လို့ပါဗျာ။ဝမ်းနေပါတယ်ဗျာ။အခုတလောလူဆိုးဓမြတွေတောင်းကျနေတာမို့အာမခံဌာနကိုယာယီ3လပိတ်ထားပါတယ်ဗျာ။ဗျာ3လပိတ်ထားတယ်ဟုတ်လား။ဟုတ်ပါတယ်။3လအတွင်းအာမခံပစ္စည်းတွေပေးပို့မှုရပ်ဆိုင်းထားပါတယ်။3လကျော်မှအခြေအနေကိုကြည့်ပြီးတော့ဆောင်ရွက်ရမှာပါ။ဘာဖြစ်လို့လဲလူဆိုးဓမြတွေကအတော်ကြောက်စရာကောင်းနေလို့လား။ကောင်းပြီလေခင်ဗျားရဲ့လုပ်ငန်းတွေရပ်ဆိုင်းထားတယ်ဆိုရင်တော့တခြားအာမခံဌာနကိုတွားရမှာပေါ့ဗျာတခြားအာမခံဌာနတွေကလည်းပိတ်ထားကြပါတယ်ပိတ်ထားတယ်ဟုတ်လားတခုတလေတောင်မဖွင့်တော့ဘူးလားမြေလက်ပိုင်းမှာအာမခံဌာန68ဌာနရှိပါတယ်အခုအားလုံးပိတ်ထားကြပါတယ်ဗျာကျုပ်ပြောတာမယုံရင်မိတ်ဆွေလိုက်ပြီးတော့စုံစမ်းကြည့်နိုင်ပါတယ်အဲဒီလိုပြောလိုက်တော့အမတ်1ကလည်းစိတ်ပြက်သွားဟန်ဆောင်လိုက်တယ်ထိုင်ကုန်မှာခြေပြက်လက်ပြက်နဲ့ပြန်လဲထိုင်ချလိုက်တယ်ဒုက္ခပါပဲဗျာစိတ်မကောင်းပါဘူးဗျာကျုပ်ကကူညီနိုင်ကူညီလိုက်ပါတယ်အခုတော့အာမခံပစ္စည်းတည်ဆောင်သွားတာနဲ့အလူခံရဖို့များနေတော့လက်ခံဆောင်ရွက်ပေးဖို့ဆိုတာသူ့ရဲ့စကားမဆုံးမီမှာအမတ်1ကဈာဖြတ်ပြောလိုက်တယ်ဒုက္ခပဲကျုပ်ကရှေးအောင်ပကြီးကားတွေဝယ်လာခဲ့တာဗျအားလုံး10 သိန်းဖို့လောက်တန်ဖို့ရှိတယ်ဘယ်လိုလုပ်ယူသွားရတော့မလဲဒီတိုင်းထားခဲ့လို့လည်းမဖြစ်ဘူးခြံအမ်းမြို့ကိုရောက်အောင်အမြန်ဆုံးတည်သွားမှဖြစ်မှာကျုပ်ရဲ့ပစ္စည်းတွေကိုစောင့်ရှောက်ပြီးတော့ပို့ပေးနိုင်မယ်ဆိုရင်ငွေ3 သိန်းပေးရလေကျုပ်မမှုပါဘူးဗျာငွေ3 သိန်းဆိုတဲ့စကားကိုကြားလိုက်ရတော့အာမခံဌာနပိုင်ရှင်ရှမ်းဝေလှုပ်လှုပ်ရှားရှားဖြစ်သွားလေတော့တယ်တာမန်ခီးသွားတယ်လို့ဟန်ဆောင်ပြီးသွားကြရင်လူဆိုးဓမြတွေမျက်စိကျစရာဖြစ်လာမှာမဟုတ်ပါဘူးအာမခံဌာနမဟုတ်တာတခြားကြီးစားတိုင်းသမားတွေမရှိဘူးလားဗျာတယောက်2ယောက်လောက်ကျုပ်နဲ့အတူလိုက်ခဲ့ရင်ကျုပ်သွားရဲပါတယ်ခင်ဗျားရဲ့ပစ္စည်းတွေကိုစောင့်ရှောက်ပြီးပို့ပေးရင်ငွေ3 သိန်းပေးမယ်ဟုတ်လားဟုတ်တယ်ကျုပ်ကချက်ချင်းငွေချီမှာဒီထက်ပိုပြီးမပေးနိုင်တော့ဘူးလားကျုပ်ကသာလိုက်ပို့ပါဗျာလမ်းမှာလူဆိုးဓမြတွေနဲ့တွေ့ရင်ကျုပ်ထိုင်နဲ့ကျုပ်ကန်လို့သဘောထားမယ်လိုက်ပို့တဲ့လူကိုငွေ2 သိန်းအတိပေးမယ်ခင်ဗျားသာချက်ချင်းငွေချေမယ်ဆိုရင်လိုက်ပို့မဲ့လူတွေရှိနိုင်ပါတယ်ကျုပ်စီမှာငွေအလုံလောက်ပါပါတယ်ဗျမြင်းလေးထဲမှာလေးရှိတယ်လိုက်ပို့မဲ့လူကိုတွေ့ရနဲ့ယူပေးပါမယ်ဒါဖြင့်ခင်ဗျားသွားယူပြီးတော့ဗျာခင်ဗျားကိုလိုက်ပို့မဲ့လူရပြီလို့မှတ်ထားလိုက်တော့ကျုပ်ကိုဘယ်သူကလိုက်ပို့မှာလဲဗျကျုပ်ပဲခင်ဗျားစီကငွေ2 သိန်းကျုပ်လက်ထဲရောက်လာတာနဲ့ခင်ဗျားရဲ့ပစ္စည်းတွေလိုက်ပို့ဖို့ကျုပ်အစင်သင်းဖြစ်သွားပြီလို့သာမှတ်လိုက်တော့ကျေးဇူးတင်လိုက်တာဗျာမိတ်ဆွေလိုက်ပို့ပေးမယ်ဆိုရင်တော့အခုချက်ချင်းငွေချေပါမယ်ကျုပ်နောက်ကိုလိုက်ခဲ့ပါအဲ့ဒီလိုစကားဆုံးတာနဲ့အပြင်ဘက်ကိုခတ်သွက်လှမ်းထွက်သွားတယ်ရှမ်းဝေကလည်းနောက်မှထက်ချက်မကွာလိုက်ပါသွားလေတော့တယ်နေဟိုးနေရဆိုရင်အနောက်ဘက်မှာငုတ်ရှိုးပြောက်ွယ်သွားပြီလေဖြစ်တယ်နေကြီးပြောက်ွယ်သွားတာနဲ့အမောင်တို့အစားထိုးဝင်ရောက်လာခဲ့ပြီလေဖြစ်တယ်မြို့ကလေးတစ်မြို့လုံးမှာမီးအိမ်တွေထွန်းညှိထားလိုက်ကြပြီလေဖြစ်တယ်မြို့ဆောင်တနေရာမှာအုတ်ကျွတ်မှုအိမ်ကလေးတစ်လုံးရှိနေတယ်အဲ့ဒီအိမ်ကလေးရဲ့ရှေ့မှာဆိုရင်ထူးထူးခြားခြားမီးအိမ်ကြီးတစ်လုံးချိတ်ဆွဲထားတယ်အဲ့ဒီအိမ်ဟာဆိုရင်ခါကုန်းကြီးရဲ့အရက်ဆိုင်ဖြစ်လေကြောင်းတိတာထင်ရှားစေတဲ့အမှတ်သားဖြစ်ပြီးတော့တယ်ခါကုန်းကြီးရဲ့အရက်ဆိုင်ဟာဆိုရင်အမြဲတမ်းပဲလူစီကားနေတယ်အခုလိုညကြီးမှာဆိုရင်လေထုံးစံအတိုင်းပဲလူတွေစီကားနေတယ်ဆိုင်တောင်းတနေရာမှာဆိုရင်ဖြင်ချမ်းအင်ကြီးဝစ်ဆန်လာသူတယောက်ငိမ့်သက်စွာထိုင်နေတယ်အဲ့ဒီလူဟာဆိုရင်အရက်တအိုးနဲ့အမဲကြော်တွေကိုမှာယူပြီးတော့တစိမ့်စိမ့်စားပြီးစိန်ခံစားတောင်းနေတယ်ဖြင်ချမ်းအင်ကြီးဝစ်ဆန်ထားတဲ့အနီးရှိစပွဲမှာဆိုရင်ဗလာကောင်းတဲ့လူ3 ယောက်ထိုင်နေကြတယ်အဲ့ဒီလူတွေကဆိုရင်လေအရက်တအိုးပြီးတအိုးတောင်းနေကြတော့လေအခြားလူတွေလိုမူးရစ်ပြီးတော့ဟောင်းဖွာပြောဆိုလာခြင်းတော့မရှိဘူးအေးဆေးဆေးထိုင်ပြီးတော့စားတောင်းရင်စကားတီတိုပြောဆိုနေကြတယ်စပွဲချင်းကက်နေတဲ့အတွက်ကြောင့်လေသူတို့ရဲ့စကားတန်တွေကိုဖြင်ချမ်းအင်ကြီးဝစ်ဆန်ထားသူကောင်းစွာကြားရပြီးတော့တယ်ဗလာကောင်း3 ယောက်ထဲကမျက်နှာပေါ်မှာကန်လန့်ဖြတ်ဓာတ်တန်ရအမာယုကြီးရှိသူကဘဲကောင်းတွေဘလို့ရှုပ်နေလဲမသိဘူးဒီတိုင်းဆိုရင်တော့ကြာရင်ငါတို့ထမင်းငလိုက်မဲကွာဟုတ်တယ်မြေလက်ပိုင်းမှာငါတို့ကျင်လဲကြက်စားခဲ့တာကြာပြီဒီတစ်ခါတော့အခြေအနေမဆိုးဘူးဘဲကောင်းတွေခြေဝင်ရှုပ်နေတယ်ဆိုတာဖော်ထုတ်ပြီးတော့ဆုံးမလိုက်ရင်တော့ကောင်းမယ်ဓာတ်သမားကျင်းလီလို့နာမည်ကြီးနေတာပဲ
ဟုတ်ပါမလားကွာဒါသမားကျင်းလီကဘသူနဲ့မှအပေါင်းဖော်မလုပ်ပဲတယောက်တည်းနေတယ်လို့ပြောတယ်အခုတော့အာမခံဌာနတွေကိုလူစုလူဝေးနဲ့ဝိုင်းပြီးတော့တိုက်ခိုက်နေကြတာကွာအဲ့ဒီလူတွေကလည်းတိုင်းပညာလည်းအစိမ့်မြင့်နေကွာအာမခံပစ္စည်းသွားပို့တဲ့လူတွေတယောက်မှလွတ်တယ်လို့မရှိဘူးနေအောင်မြောက်ဘက်ကတော့အုပ်ထဲမှာအိမ်ပြက်တစ်လုံးရှိတယ်ဆိုတာမင်းတို့သိကြတယ်မဟုတ်လားသိတာပေါ့အဲ့ဒီမှာငါတို့တောင်3-4ရက်လောက်ခိုးအောင်မှုသေးတယ်အေးအခုတလောအဲ့ဒီအိမ်ကြီးထဲမှာမီးရောင်တွေတွေ့တယ်လူရိပ်လူရောင်လှုပ်ရှားတာတွေတွေ့ရလို့သတင်းကြားတယ်ကွာဒါဆိုအာမခံဌာနကိုလူရက်နေတဲ့လူတွေအဲ့ဒီအိမ်ပြက်ကြီးမှာစကန်းချတာဖြစ်နိုင်တာပေါ့ဟုတ်မယ်ထင်တယ်ငါတို့အချင်းတွေသွားကြည့်ကြရင်ကောင်းမလားကောင်းတာပေါ့ကွာသူတို့ကြောင့်တို့တွေစားပေါက်ပိတ်ပြီးမဟုတ်လားတို့3ယောက်တည်းသွားလို့လည်းမဖြစ်ဘူးကွာကြံတဲ့လူတွေကိုပါစီးရုံလိုက်ရင်ကောင်းမယ်အကောင်းဆုံးပါကွာဖြင်းချမ်းအင်ကြီးဝစ်စင်ထားသူဟာဆိုရင်အဲ့ဒီလူ3ယောက်ပြောနေတဲ့စကားတွေကိုစိတ်ဝင်တစားနားထောင်နေတယ်အမှန်တော့အဲ့ဒီလူကကျင်းလီဖြစ်တယ်ကျင်းလီဟာဆိုရင်ဝမ်ရှူထံမှထွက်လာပြီးမြေလက်ပိုင်းကိုရောက်ရှိလာခဲ့ပြီလေဖြစ်တယ်အာမခံဌာနတွေကိုလူရက်ပြီးသူ့ရဲ့ခေါင်းပေါ်အပြစ်ပုံချနေတဲ့မတမာမှုတွေကိုဖော်ထုတ်ဖို့အတွက်ဆုံးဖြတ်ထားလေတယ်။စူလာချီလာကွာကျင်းလောင်တဲ့အတန်တန်ထွက်ပေါ်လာတယ်။ကျင်းလီလှည့်ကြည့်လိုက်တယ်။အဲ့ဒီအချိန်မှာတော့အရက်အလွန်ရှိသူတယောက်လှမ်းဝင်လာတာကိုတွေးမြင်လိုက်ရတယ်။ငှက်ဆိုးကြီးနောက်ကျလာပြီလားဗျ။အေးငါနောက်ကျလို့မင်းတို့ထပ်ပို့ပြီးတောက်ရအောင်မဲကွာ။ငှက်ဆိုးကြီးဆိုသူကဗလာကောင်းတဲ့လူ3ယောက်ထံကိုဦးတီလှမ်းသွားတယ်။မင်းတို့ငါလိုက်ရှာလို့နောက်ကျနေတာကွာ။နောက်ဆုံးတော့မင်းတို့ဒီကိုရောက်နေပြီဆိုတာတွေးမိပြီးတော့လိုက်လာတာ။ကျုပ်တို့ကိုလိုက်ရှာနေတယ်ဆိုတော့အကြောင်းရှိပြီထင်တယ်။တိတ်ဟုတ်တာပေါ့ဗျာ။ပြောစမ်းမအောင်ဗျာ။ငှက်ဆိုးကြီးကလည်းပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်ပြီးတော့ပြောလိုက်တယ်။ကျင်းလီကလည်းသူတို့ပြောတဲ့စကားအတန်တွေကိုမကြားဟန်ဆောင်ပြီးတစ်ဖက်လက်အရက်တောင်းနေတယ်။မြင်းဖြူအာမခံဌာနဟာမကြခင်မှာငွေ10 သိန်းလောက်တန်ဖို့ရှိတဲ့ပစ္စည်းတွေပို့ဆောင်ပေးလိုက်မယ်ကွာငါဆိုကြည့်တေးကြရဲ့လားဗျတိတ်တေးကြတာပေါ့ကွာမြင်းဖြူအာမခံဌာနမှာငါလူတွေရှိနေတယ်ဆိုတာမင်းတို့လည်းသိတာပဲသူတို့မနှက်ဖြက်မနှက်မိုးမလင်းခင်ခရီးထွက်ကြမှာကွာဟာမြန်လာကြည်လားလူသိမခံချင်ဘူးလေမင်းလည်းတစိကိုအဆောင်10ရောက်လောက်နဲ့သွားမှာရှမ်းဝေကိုယ်တိုင်လိုက်လိုက်မယ်ရှမ်းဝေကိုယ်တိုင်လိုက်မယ်ဆိုရင်တော့မလွယ်ဘူးကွာမပူစမ်းပါနဲ့ကွာရှမ်းဝေခေါ်သွားမဲ့လူ10ယောက်မှာငါလူ9ယောက်ပါပါတယ်ဒို4ယောက်ပါပေါင်းလိုက်ရင်သူတို့ဘာတက်နိုင်မှာလဲအေးဒါတော့ဟုတ်တယ်မင်းတို့လိုက်ကြမယ်မဟုတ်လားလိုက်တာပေါ့ဓာတ်ထဝေစုကိုဘလို့ခွဲမလဲငါနဲ့ငါလူတွေက10ပုံမှာ9ပုံယူမယ်ကြံတဲ့3ပုံကိုမင်းတို့ယူကြပေါ့ကောင်းတယ်ကျုပ်တို့သဘောတူတယ်ဒါဖြစ်ရင်သွားကြရအောင်သူတို့ကအစောကြီးထွက်လာမှာဆိုတော့တို့ကကြိုပြီးတော့စောင့်နေမှာဖြစ်မယ်စိတ်လိုက်လေသူတို့4ယောက်ကဆိုရင်ထိုင်ရမှထားရက်လိုက်ကြတယ်အဲဒီနောက်မှာတော့ကြားတဲ့ငွေပေးချေပြီးတော့ဆိုင်ထဲမှာခက်တုတ်တော့ထွက်သွားကြလေတော့တယ်။ကျင်းလီလည်းစိတ်တွေလှုပ်ရှားပြီးမမျှော်လင့်ပဲထူးခြားတဲ့သတင်းတစ်ခုကိုကြားလိုက်ရတဲ့အတွက်ကြောင့်လည်းဖြစ်တယ်။ငှက်ဆိုးပြောတဲ့အတိုင်းဆိုရင်တော့မြင်းဖြူအာမခံဌာနဟာဆိုရင်မတမာသူလူတစုအပေါင်းကွယ်ရမှထွက်လာကြပြီးတော့လူရဲတိုက်ခိုက်ကြတော့မှလည်းဖြစ်တယ်။ပြီးတော့ကျင်းလီရဲ့အပေါ်မှာအပြစ်ပုံချကြပေးလိမ့်မယ်။ကျင်းလီကလည်းစားတောက်ခကြားတဲ့ငွေပေးချေပြီးဆိုင်ထဲမှာတိတ်ဆိတ်စွာထွက်သွားလေတော့တယ်။အရှိစီမှာရောင်နေတွေပြုတ်အန်လာပြီးလဲဖြစ်တယ်။လင်းကျက်တွန်တန်တွေလည်းထွက်ပေါ်လာတယ်။ညတညကောင်းဆုံးပြီးမကြမီနေသိတဲ့နေ့ဆလာတော့မှလည်းဖြစ်တယ်။ကျင်းလီဟာဆိုရင်အမောင်ရိတ်တွေကိုအကာအကွယ်ယူပြီးတောအုပ်အတွင်ကိုတိုးဝင်လာခဲ့တယ်။ငှက်ဆိုးတို့လူစုရဲ့ပြောစကားကိုကြားရပြီးတဲ့နောက်မှာတော့မြို့တောင်ဘက်တောအုပ်ထဲမှာမြင်းဖြူအာမခံဌာနမှာအာမခံပစ္စည်းတွေတည်ဆောင်လာမဲ့သူတွေကိုလူရက်ကြမယ်ဆိုတာသိခဲ့ရတယ်။ဒါကြောင့်မြင်းကိုမယူပဲတိတ်တဆိတ်လာခဲ့ရခြင်းလည်းဖြစ်တယ်။တောအတွင်ကိုရောက်တာနဲ့တတိကြီးစွာထားပြီးတော့ရှေ့ကိုတိုးဝင်သွားတယ်။မြင်းဖြူအာမခံဌာနမှာအလူတွေဟာဆိုရင်တောင်ဘက်ထွက်ပေါက်မှာထွက်မလာပဲလမ်းကြောင်းပြောင်းသွားမှာကိုလည်းစိုးရိမ်မိနေသေးတယ်။ရောင်နေတွေတစားထက်တစားထွက်ပေါ်လာတယ်။တောအုပ်အတွင်းမှာလည်းမသိမကွဲတွေးမြင်နိုင်တဲ့အနေအထားဖြစ်လာတယ်။ကျင်းလီကတစ်ပင်ကြီးတစ်ပင်အောက်မှာခြေလမ်းရက်တန့်လိုက်တယ်။အဲဒီနောက်မှာတော့မြို့ထွက်ပေါက်စီကိုလှမ်းပြီးတော့မျှော်ကြည့်လိုက်တယ်။မြို့ထွက်ပေါက်စီမှာလည်းတိတ်ဆိတ်ငြိမ်သက်နေတယ်။လှုပ်ရှားသွားလာနေတဲ့လူရိပ်လူရောင်ကိုလည်းမတွေ့ရဘူး။မိုးလင်းတော့မယ်ဘသူမှလည်းထွက်မလာကြသေးပါလား။ငါများမှားသွားပြီလား။အဲဒီလိုတွေးတောနေစဉ်အတွင်းမှာပဲအာအမလေးသေးပါပြီဗျာတောအုပ်အတွင်းဘက်တနေရာမှာစူးရှားကျဲလောင်စွာအော်ဟစ်တန်တွေထွက်ပေါ်လာတာကိုကြားလိုက်ရတယ်
ကျင်းလီရဲ့ခန္ဓာကိုယ်စက္ကနဲ့တုန်ခါသွားတယ်။ကျင်းလီရဆိုရင်အော်ဟစ်တန်တွေထွက်ပေါ်လာရစီကိုဥတီပြေးလွှားသွားလိုက်တယ်။တစ်ပင်ခြုံတွေကိုကြော်ဖြတ်ပြီးတောနက်ပိုင်းကိုရောက်မှန်းမသိရောက်သွားတယ်။အော်ဟစ်တန်တွေထပ်မံပေါ်ထွက်လာခြင်းမရှိတော့ဘူး။အခြားအတန်ပလန်တွေကလည်းမကြားရတော့ပဲတိတ်ဆိတ်ငြိမ်သက်သွားလေတယ်။ငါကြားလိုက်ရတဲ့အတန်တွေဟာဒီနေရာလောက်ကထွက်ပေါ်လာတာပဲ။ကျင်းလီဟာအဲ့လိုတွေးရင်ပဝင်းကျင်ကိုတိတိချာချာအကဲခတ်ကြည့်လိုက်ပြန်တယ်။အဲ့ဒီချိန်မှာပဲမလန်းမကန့်တနေရာမှာထူးခြားမှုတစ်ခုဖြစ်ပေါ်လာတာကိုတွေ့မြင်လိုက်ရတယ်။ဟင်ဓာတ်တလက်ပါလား။မြေပေါ်မှာကျနေတဲ့ဓာတ်တလက်ကိုတွေ့မြင်လိုက်ရတယ်။ဓာတ်ကိုတွေ့ရတော့လည်းပဲဓာတ်ပိုင်ရှင်ကိုမတွေ့ရတဲ့အတွက်ကျင်းလီစစ်စစ်ဆက်ဆက်ရှာဖွေကြည့်လိုက်တယ်။မြေပေါ်မှာကြွေကျနေတဲ့တရွက်6တွေပေါ်မှာလည်းသွေးဆက်တချို့ပေကျန်နေတာကိုတွေ့လိုက်ရတယ်။သူကြည့်နေစဉ်အတွင်းမှာပဲသွေးဆက်တစ်ဆက်ကတရွက်6တွေပေါ်ကိုကျလာပြန်တယ်။ကျင်းလီလည်းခေါင်းတစ်ပန်းကြီးသွားတယ်။သွေးဆက်တွေအပေါ်ဘက်မှာကျလာနေခြင်းလည်းဖြစ်တယ်။သူဟာဆိုရင်စက်ခနဲ့ခေါင်းမော့ကြည့်လိုက်တယ်။ဟာမမျော်လင့်ပဲတွေးမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်လှက်ခနဲ့အော်မိလိုက်တယ်။တစ်ကိုင်းတွေမှာဆိုရင်ကျိုးတွေနဲ့တွဲလောင်းချီနှောင်ထားခြင်းခံရသူ၄ယောက်ရှိနေတယ်။အဲ့ဒီ၄ယောက်ရဲ့ခန္ဓာကိုယ်မှာဆိုရင်သွေးချင်းနေရဲနေတယ်။၄ယောက်စလုံးတိတ်ဆုံးနေကြပြီလည်းဖြစ်တယ်။အဲ့ဒီ၄ယောက်ဟာဆိုရင်ငှက်ဆိုးတို့လူစုလည်းဖြစ်တယ်။ကျင်းလီယာဆိုရင်သူတို့ရဲ့ကိုယ်ပေါ်မှာထူးခြားတဲ့အမှတ်သားရှိမလားဆိုတဲ့အတွေ့နဲ့စစ်ဆေးကြည့်ဖို့အတွက်စိတ်ကူးလိုက်တယ်။အဲ့ဒီလူတွေရဲ့ဘေးကိုကတ်သွားစင်မှာတော့လူရိတ်တစ်ခုလှစ်ခနဲ့ပြေးထွက်သွားတာကိုတွေ့မြင်လိုက်ရတယ်။ဘသူလဲရက်လိုက်စမ်းလူရိတ်ကလည်းရက်တန့်ခြင်းမပြုပဲတစ်ပင်တွေကြားမှာလှစ်ခနဲ့ပြေးလွှားသွားလိုက်တယ်။မင်းဘလောက်ပြေးနိုင်မှာမို့လို့လဲလူရိတ်နောက်ကိုလိုက်သွားရမှာတော့မြို့တောင်ဘက်ထွက်ပေါက်နဲ့ဝေးမှန်းမသိဝေးကွာသွားလေတော့တယ်။နေကြီးဖြာကျနေတယ်။စမ်းချောင်းကလေးတစ်ခုဟာဆိုရင်တောအုပ်ကိုဖြတ်တန်းစီးဆင်းနေတယ်။စမ်းချောင်းကလေးအနီးကိုရောက်တာနဲ့ရှေ့မှပြေးလွှားသွားတဲ့လူရိတ်ပျောက်ကွယ်သွားတဲ့အတွက်ကြောင့်ကျင်းလီခြေလမ်းရက်လိုက်ရတယ်။ပဝင်းကျင်ကိုအကဲခတ်ကြည့်လိုက်တယ်။လူသူတစုံတရာရှိတဲ့အသွင်တန်လုံးဝမတွေ့ရဘူး။တောအုပ်တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်နေတယ်။အခုတော့သူတယောက်တည်းတောအုပ်ထဲမှာရောင်ချာချာဖြစ်နေရပြီ။မတွေ့မချင်းလိုက်လံရှာဖွေရန်စိတ်ကူးပြီးမှမြင်းဖြူအာမခံဌာနအကြောင်းကိုစဉ်းစားမိလာတယ်။ငါလိုက်ရှာနေတော့သူတို့မျိုးတွေကထွက်လာတယ်ဆိုရင်ငါနဲ့လွဲသွားမှသိကြတယ်။မဖြစ်ဘူးငါပြန်မှပဲ။ချက်ချင်းပြန်လဲပြင်ရန်ဟန်ပြင်လိုက်တယ်။အဲ့ဒီအချိန်မှာပဲအဝေးစီမှာစူးရှားတဲ့အော်ဟစ်တန်တွေတခဲနဲ့ထွက်ပေါ်လာတာကိုကြားလိုက်ရတယ်။ဒီတစ်ခါတော့ပြင်းထန်စွာတိုက်ခိုက်နေကြတဲ့အတန်ပလန်တွေမြင်းဟီတန်တွေကိုပါကြားရပြန်တော့တယ်။တောထဲမှာတိုက်ပွဲကြီးတစ်ခုတော့ဖြစ်နေပြီ။ကျင်းလီယာဆိုရင်တောထဲကိုခဲရခဲဆဲဖြတ်တန်းပြီးရှေ့ဆက်လာခဲ့ရတယ်။အော်ဟစ်တန်တွေတိုက်ခိုက်တန်တွေဟာဆိုရင်တစားထက်တစားရောပါသွားပြီလေဖြစ်တယ်။နောက်ဆုံးမှာတော့လုံးဝပျောက်ကွယ်သွားပြီးတော့တောအုပ်တစ်ခုလုံးတိတ်တိတ်ဆိတ်ဆိတ်ပြန်ဖြစ်သွားလေတော့တယ်။ဒါငါ့ကိုထောင်ချောက်ဆင်တာပဲဖြစ်ရမယ်။ကျင်းလီယာဆိုရင်အဲ့ဒီအတန်တွေကိုလစ်လျူရွှေ့ပြီးခြုံနယ်တွေကိုဖြတ်ပြီးတော့တောအုပ်အတွင်ကိုဝင်တိုးလိုက်တယ်။သူ့ရဲ့ခြေလမ်းတွေဟာဆိုရင်နောက်မဆုတ်ပဲရှေ့ကိုသာဆက်၍လှမ်းနေတယ်။ထောင်ချောက်ဆင်ထားရင်တော့သူဟာထောင်ချောက်ထဲကိုတိုးဝင်ပြီးတော့ဖြတ်စည်းပြစ်မယ်လို့အတန်တိတ်တန်ချလိုက်ခြင်းလေးဖြစ်တယ်။ကျင်းလီယာဆိုရင်စမ်းချောင်းတစ်ဖက်မှာလဲကျနေသူတယောက်ကိုစတင်တွေ့မြင်လိုက်ရတယ်။အဲ့ဒီလူကတော့အနက်ရောင်ဝတ်ဆင်ထားသူတယောက်ဖြစ်တယ်။တိုက်ပွဲဖြစ်ခဲ့တာတော့အမှန်ပဲ။မလန်းမကန်းမှာလဲကျနေသူ3ယောက်ကိုတွေ့ရပြန်တယ်။အဲ့ဒီလူ3ယောက်ဟာဆိုရင်အဖြူရောင်ဝတ်ဆင်ထားသူ1ယောက်နဲ့အနက်ရောင်ဝတ်ဆင်ထားသူ2ယောက်ဖြစ်တယ်။ကျင်းလီယာဆိုရင်အဲ့ဒီလူတွေကိုလစ်လျူရှုပြီးခြုံနယ်တွေကိုဖျက်ပြီးတောအုပ်အတွင်ကိုတိုးဝင်လာလိုက်တယ်။စမ်းချောင်းတစ်ဖက်မြေကွက်လက်မှာခြေချမိတာနဲ့မြေကွက်လက်မှာဆိုရင်အယုတ်ဆိုးအကြီးတန်းလာတဲ့မြင်ကွင်းတစ်ခုကိုတွေ့မြင်လိုက်ရတယ်။အနက်ရောင်ဝတ်ဆင်ထားသူတွေအဖြူရောင်ဝတ်ဆင်ထားသူတွေမြင်းသေးကောင်းတွေဓားလန်နှစ်လက်နဲ့ဖျို့ဖျဲပြန့်ကျဲနေတယ်။တိုက်ပွဲကြီးတစ်ခုပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ကြောင်းထင်ရှားပေါ်လွင်နေတယ်။ကျင်းလီယာဆိုရင်အကြီးတန်းလာတဲ့မြင်ကွင်းကိုကြောခိုင်းရန်ဟန်ပြင်လိုက်တယ်။အဲ့ဒီချိန်မှာပဲသူမျော်လင့်မထားတဲ့မြင်ကွင်းတစ်ခုကိုတွေ့လိုက်ရခြင်းလည်းဖြစ်တယ်။သူတွေ့လိုက်ရတဲ့မြင်ကွင်းကတော့ဘေးတိုက်အနေထားနဲ့လဲကျနေတဲ့မြင်းလဲတစ်စီးဖြစ်တယ်။တန်တက်တာ9လုံးဟာဆိုရင်မြင်းလဲအနီးမှာလည်းရှိနေတယ်။တချို့ကတော့ထောင်လျက်သားတချို့ကတော့လဲလျက်သားရှိနေတယ်။
အဖုံးပွင့်နေပြီဖြစ်တဲ့တန်တက်တာတစ်လုံးမှရွှေတင်းကားတွေထွက်ကြနေတယ်။ကျင်းလီယာဆိုရင်စိတ်ညှို့ခံရပါမှရွှေတင်းကားတက်တာတွေကိုငေးကြည့်နေမိတယ်။အတော်ကလေးကြာမှတတိဝင်လာပြီးရွှေတင်းကားတွေပါလား။ဒါဆိုအာမခံဌာနတစ်ခုလုံးလူရက်ခံလိုက်ရတာပဲဖြစ်မယ်။လူရက်တဲ့လူတွေဘာကြောင့်ရွှေတင်းကားတွေကိုယူမသွားကြတာလဲ။သူတို့လည်းတေကုန်ကြလို့လား။ကျင်းလီဟာဆိုရင်ရွှေတင်းကားတွေကိုလက်ခုပ်နဲ့ကျုံယူလိုက်တယ်။ရွှေတင်းကားအစ်စ်တွေပဲ။များပြားလာတဲ့ရွှေတင်းကားတွေကြောင့်သာအသက်ပေါင်းများစွာဆုံးရှုံးခဲ့ရခြင်းလည်းဖြစ်တယ်။ရွှေတင်းကားပြားတွေဟာဆိုရင်လူအသက်ထပ်ပိုးပြီးတော့တန်ဖိုးရှိနေလေသည်လော။ကျင်းလီရဲ့မျက်လုံးတွေအောက်မှာကြွက်သားတွေဟာဆိုရင်တစ်ဆက်ဆက်လှုပ်လာတယ်။လက်ခုပ်ထဲမှာရွှေတင်းကားတွေကိုလွှင့်ပစ်ဖို့ဟန်ပြင်လိုက်တယ်။အဲ့ဒီချိန်မှာပဲကျေလောင်နဲ့ရီမောတန်ကြီးထွက်ပေါ်လာတာကိုကြားလိုက်ရတယ်။ရီတန်တွေထွက်ပေါ်လာရစီကိုဖြတ်ခနဲ့လှည့်ကြည့်လိုက်တယ်။ကျေလောင်နဲ့ခြေတံတွေနဲ့အတူလူတစုရောက်ရှိလာတာကိုတွေ့လိုက်ရတယ်။ရှေ့ဆုံးမှဥဆောင်လာသူကိုမြင်လိုက်တော့လုံဤချီမှန်ပါတယ်။သူ့ရဲ့မဟာရန်သူတော်ကြီးကြားခံတပ်ပိုင်ရှင်လုံဤချီရောက်ရှိလာပြီလဲဖြစ်တယ်။တမျိုးလုံးလှုပ်လှုပ်ရှားရှားဖြစ်နေတယ်။ကြားခံတပ်ပိုင်ရှင်လုံဤချီရောက်ရှိလာတဲ့တဲ့တင်းဟာဆိုရင်တမျိုးလုံးတမှုဟုတ်ချင်းပြန့်နှံ့သွားတယ်။မြို့ခံတိုင်းသမားတွေသာမကမြေလက်ပိုင်းမှလူရဲမှုတွေကိုဖော်ထုတ်ဖို့အတွက်ရောက်ရှိနေတဲ့တိုင်းလောကသားတွေဟာဆိုရင်ကြားခံတပ်ပိုင်ရှင်လုံဤချီနဲ့တွဲဆောင်ဖို့အတွက်မြို့တော်ဝန်ကြီးယာကိုစုယုံရောက်ရှိသွားကြလေတယ်။အခုဆိုရင်အဲ့ခမ်းမအတွင်းမှာဧည့်သည်တော်တော်များများရောက်ရှိနေပြီလဲဖြစ်တယ်။လုံဤချီကတော့ငွေရောင်အဝတ်စားတွေကိုဝတ်ဆင်ထားပြီးတော့အဖြူရောင်အပေါ်ဝိယုံကိုလွှမ်းခြုံထားတယ်။အားလုံးနားထောင်ကြပါဗျာ။ကျုပ်ဟာကြားခံတက်ကနေပြီးဒီကိုရောက်လာရတဲ့အကြောင်းရင်းကတော့ဒီနယ်တဝိုက်မှာစိုးသွမ်းတောင်းကျမ်းနေတဲ့လူဆိုးဓမြကြီးတယောက်ကိုနှိမ်နင်းဖို့ပဲဖြစ်တယ်။အဲ့ဒီစကားကိုကြားလိုက်ရတော့တိုင်းလောကသားတွေဟာလှုပ်လှုပ်ရှားရှားဖြစ်သွားကြတယ်။အဲ့ဒီလူဆိုးဟာဆိုရင်တိုင်းလောကမှာကြော်ကြားနေတဲ့ဓာသမားကျင်းလီဖြစ်တယ်ဆိုတာကျုပ်တက်တဲ့အထောက်အထားတွေရထားပြီးပါပြီ။ဒါကြောင့်မကြခင်မှာကျုပ်ကိုယ်တိုင်သူ့ကိုဆုံးမနှိမ်နင်းပါတော့မယ်။လုံအီချီအဲ့ဒီလိုပြောလိုက်တော့လူတချို့ကတော့ဟာမဖြစ်နိုင်တာပဲ။ကျင်းလီဟာဒီလိုအလုံးမျိုးလုံးမဲ့လူမဟုတ်ဘူး။ဒါသူတက်တက်နာမည်ဖြတ်ခံရတာကွာအဲ့ဒီလိုပဲတယောက်တစ်ပေါက်ဝိုင်းပြောကြလိတော့တယ်လုံအီချီကလည်းစူးစူးညံ့ညံ့အတန်တွေငြိမ်ကျသွားသည့်အထိရက်ဆောင်နေလိုက်တယ်ပြီးမှကျင်းလီဟာအဖြူရောင်တိုင်းသမားလို့လူတိုင်းသိထားကြသလိုကျုပ်လည်းလက်ခံပါတယ်တချို့ကတော့ကျုပ်ရဲ့သားတည်သွားရတဲ့အတွက်ကျုပ်ကကျင်းလီကိုအခဲမကြေဖြစ်နေတယ်လို့ပြောကြတယ်တကယ်တော့ဒါမမှန်ပါဘူးဗျာကျုပ်သားကမိုက်လို့ဖြစ်ရတာကျင်းလီအပေါ်မှာအာဃာတမထားပါဘူးသူဟာငွေမက်ပြီးတော့မကောင်းမှုတွေကျူးလွန်နေတဲ့အတွက်သာကျုပ်ကသူ့ကိုဆုံးမမှာဖြစ်တယ်။မိတ်ဆွေတို့မယုံရင်ကျုပ်နဲ့လိုက်ခဲ့ကြပါ။ကျင်းလီရဲ့လောက်ရက်ကိုမျက်ဝါးထင်ထင်တွေ့မြင်ရစေမယ်လို့ကျုပ်ကတိပြုတယ်။အဲဒီလိုပြောလိုက်တော့တိုင်းလောကသားတွေလည်းငြိမ်ချသွားတယ်။လုံအီချီနဲ့နေဆက်သူကတော့လုံအီချီဟာဆိုရင်တားဖြစ်သူအတွက်တနေ့မှာကျင်းလီကိုလက်တော့ပြန်ဖို့အတွက်တန်တိတ်ထန်ချထားတယ်လို့ပြောဆိုခဲ့ကြသည်လည်းမဟုတ်ပါလား။အခုလဲလုံအီချီကဘလို့အကြံစီတွေရှိနေလဲဆိုတာသိလို့ရငြိမ်နေကြခြင်းလည်းဖြစ်တယ်။ကဲမိတ်ဆွေတို့ကျင်းလီရဲ့လောက်ရက်တွေကိုမျက်ဝါးထင်ထင်တွေ့မြင်ခြင်းနဲ့ဆိုရင်တော့ကျုပ်နဲ့လိုက်ခဲ့ဖို့အစင်သိမ့်ပြင်ထားကြပါ။မကြခင်ကျုပ်ကိုယ်တိုင်ဦးဆောင်ပြီးတော့ကျင်းလီကိုစုံမဖို့ခရီးထွက်ပါတော့မယ်။အဲဒီလိုပြောလိုက်တော့တိုင်းသမားတွေဟာဆိုရင်လုံအီချီနဲ့လိုက်သွားဖို့ဟန်ပြင်လိုက်ကြလေတော့တယ်။ရွှေတင်းကမြောင်များစွာနဲ့အတူရှိနေတဲ့ကျင်းလီကိုမြင်တွေ့လိုက်ကြတော့ကဲမိတ်ဆွေတို့ကျုပ်ပြောတာယုံကြပြီမဟုတ်လားအခုတော့ခင်ဗျားတို့လက်တွေ့မြင်ကြရပြီမဟုတ်လားလုံအီချီရဲ့အတန်ကျဲလောင်စွာထွက်ပေါ်လာတယ်တိုင်းသမားတွေကလည်းအဲ့ဒီမြင်ကွင်းကိုမြင်လိုက်တော့လှုပ်လှုပ်ရောက်ရဖြစ်သွားကြတယ်မြေလက်ပိုင်းမှာလူရဲတိုက်ခိုက်မှုတွေဖြစ်ပွားနေပြီးကျင်းလီရဲ့လက်ချက်မကင်းမှုဆိုတဲ့သတင်းကြားတာနဲ့ကျုပ်လူတွေကိုလွှတ်ပြီးတော့စုံစမ်းခိုင်းခဲ့ပါတယ်အခုတော့အဖြစ်မှန်ကိုဖော်ထုတ်နိုင်ခဲ့ပါပြီဗျာတိုင်းသမားတယောက်ဟာဆိုရင်လုံအီချီရဲ့စကားကိုယုံကြည်သွားပြီးတော့ကျင်းလီခင်ဗျရုံးမှလာချီလားဗျအဲ့ဒီလူရဲ့စကားကိုကြားလိုက်တော့ကြံတဲ့သူတွေကပါဝိုင်းပြီးတော့အပြစ်တင်လိုက်ကြလေတော့တယ်ကျင်းလီခင်ဗျဘလို့လုံးလိုက်တာလဲခင်ဗျကိုတိုင်းသမားကောင်တယောက်ဆိုပြီးတော့ကျုပ်တို့ကကြီးညိုလေးစားခဲ့သမျှအခုတော့အလက်ကားဖြစ်သွားပြီဗျဟွန်းလက်ဆက်တော့ခင်ဗျဟာသူတော်ခေါင်းရောင်စောင့်ထားတဲ့ဝင်းပလွေတစ်ကောင်ပဲကိုဗျတယောက်တစ်ပေါက်ပြောဆိုတန်တွေကြွကြွညံစီသွားတယ်လုံအီချီကတော့ပြုံးနေတယ်သူဟာအောင်ပွဲခံနိုင်ခဲ့ပြီလေဖြစ်တယ်ကျင်းလီယာဆိုရင်လုံအီချီနဲ့တိုင်းသမားတွေကိုငေးကြည့်နေရမှပြစ်တင်ပြောဆိုလာတဲ့စကားတန်တွေကြောင့်တတိဝင်လာတယ်
လက်ထဲမှာရွှေတင်းကားတွေကိုမြေပေါ်ပစ်ချလိုက်ပြီးတော့ခင်ဗျားတို့ဘာတွေပြောနေတာလဲခင်ဗျားတို့ပြောတာတခုမှမဟုတ်ဘူးဗျကျင်းလီလက်စုပ်လက်ကင်မိနေတာတောင်ခင်ဗျားငင်းအောင်မလားမြေလက်ပိုင်းမှာစိုးသွမ်းလူရက်နေတဲ့လူဆိုးကြီးဆိုတာခင်ဗျားပဲဘာမှငင်းမနေနဲ့တော့တိုက်စမ်းကျင်းလီဒေါသထောင်းကနေထသွားတယ်အဲ့ဒီလိုအော်ငေါက်လိုက်ရင်သူ့ကိုပြောတဲ့လူကိုတိုက်ခိုက်ဖို့အတွက်ဟန်ပြင်လိုက်တယ်အဲ့ဒီချိန်မှာပဲလုံအီချီကအဲ့ဒီလူရဲ့ရှေ့မှာဝင်ရက်လိုက်တယ်ခင်ဗျားအကြံဒါကုန်မဲလားကျင်းလီမင်းဘာတွေပြောနေတာလဲမင်းမို့ကိုယ်တိတ်ခါကိုမထောက်ပဲဒီလိုအလုပ်မျိုးတွေလုပ်ဝင်တယ်ကွာငါဖြစ်မင်းအစာရှက်လိုက်တာဘာကဲမင်းကိုလက်စုပ်လက်ကင်မိနေပြီမင်းဘာပြောချင်သေးတာလဲငါတို့ရှောက်မလာရင်ရွှေတင်းကားတွေရှူပြီးတော့မင်းကခြေရဖြောက်သွားအောင်မှာမဟုတ်လားအခုမရတော့ဘူးလေမင်းရဲ့အပြစ်တွေအတွက်ပေးဆက်ရတော့မယ်ကွခင်ဗျလူယုံမာကြီးသူဟာဆိုရင်ထောင်ချောက်ထဲကိုစင်းတက်မိခြင်းလည်းဖြစ်တယ်လုံအီချီဒါခင်ဗျလက်ချက်မဟုတ်လားခင်ဗျကြောက်ကိုဒုက္ခရအောင်လှည့်ကွက်ဆင်ခဲ့တာကြောက်သိတယ်တတိတာထားပြီတော့စကားဆုံးတာနဲ့ပြေးဝင်တိုက်ခိုက်ဖို့အတွက်ဟန်ပြင်လိုက်တယ်အဲ့ဒီချိန်မှာတိုင်းသမားတွေဟာဆိုရင်လက်နက်ကိုစီဆွဲထုတ်လိုက်ကြတယ်ကျင်းလီတိုက်ခိုက်လာပါကသူတို့ဟာဆိုရင်လုံအီချီဘက်မှရက်တီကြမဲ့သူတွေသာဖြစ်တယ်ကျင်းလီမင်းဟာတိုင်းလောကအကျိုးကိုဆောင်ရွက်ခဲ့တဲ့လူတစ်ယောက်ဖြစ်တယ်ဒါကြောင့်မင်းမှာအပြစ်ရှိနေပေမဲ့မင်းလှုပ်ဆောင်ခဲ့တာတွေကိုထောက်ထားပြီးတော့အခွင့်အရေးတစ်ခုပေးလိုက်မယ်တိတိကျကျနားထောင်ပါခင်ဗျာဘာတွေကြံစီအောင်မလို့လဲဗျဘသူတွေဘာပြောပြောတရက်ခန့်အစ်စ်ဟာဘသူဆိုတာကြောက်သိတယ်လို့ခင်ဗျာလည်းသိပါတယ်ဗျကျင်းလီမင်းဟာအာမခံပစ္စည်းတွေကိုလူရက်တိုက်ခိုက်ခဲ့တယ်ကြောက်ကပဲဥဆောင်ပြီးတော့မင်းရဲ့လုပ်ရက်တွေကိုဖော်ထုတ်ခဲ့တာဒါကြောင့်မင်းရမယ့်အခွင့်အရေးကကြောက်နဲ့ရှင်ပြိုင်ပါကြောက်ကိုအနိုင်ရရင်မင်းရဲ့အပြစ်တွေအတွက်ချမ်းသာခွင့်ပေးမယ်လုံအီချီရဲ့ကောက်ကျစ်တဲ့စိတ်ဓာတ်ကိုနားလည်ထားတဲ့ကျင်းလီကတော့အခုလိုပြောဆိုနေခြင်းဟာဆိုရင်လုံအီချီကသားဖြစ်သူအတွက်ကိုယ်တိုင်လက်တော့ပြန်လို့ရဖြစ်ကြောင်းစင်ကြယ်မိလေတယ်လုံအီချီရဲ့တိုင်းပညာဟာဆိုရင်ကြောက်မက်ဖွယ်ကောင်းအောင်ထက်မြက်နေတာမှန်တော်လဲပဲကျင်းလီကတော့အရေးမဆိုင်ဘူးလုံအီချီကိုစိုက်ကြည့်လိုက်ပြီးကျုပ်ကိုအနိုင်ရမယ်လို့တတိချတွက်ဆထားရင်တော့ခင်ဗျအမားကြီးမှားသွားလိမ့်မယ်ခင်ဗျရဲ့လုပ်ရက်တွေဟာတရားနည်းလည်းမကြဘူးဆိုတာမမေ့နဲ့အောင်ဗျခင်ဗျကိုအနိုင်ရရင်အခုဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေပြက်ပြက်သွားမယ်ဟုတ်လားသိကြတာပေါ့မင်းသာအနိုင်ရအောင်ကြိုးစားပါကောင်းပြီလေကျုပ်လက်ခံတယ်ကျင်းလီယာဆိုရင်အခုလောလောဆယ်ထွက်ပေါက်ရစီဖို့အတွက်လုံအီချီရဲ့အဆိုပြုချက်ကိုလက်ခံလိုက်လေတော့တယ်လုံအီချီကလည်းသဘောကျစွာပြုံးလိုက်တယ်တိုင်းလောကသားတွေဘက်ကိုလှည့်ပြီးတော့ကဲမိတ်ဆွေတို့ကြားကြတဲ့အတိုင်းပါပဲဗျာသူဟာကျုပ်နဲ့ရှင်ပြိုင်ပါလိမ့်မယ်သူအနိုင်ရသွားရင်တားဆီးခြင်းမပြုဘဲလွတ်ပေးလိုက်ဖို့ကျုပ်မျက်တာရက်ခံပါတယ်သူတို့နှစ်ယောက်ဟာဆိုရင်ရှေ့ကိုပြိုင်တူလှမ်းလာကြတယ်တယောက်နဲ့တယောက်ခြေလန်းငားလက်မြအကွာအဝေးထိနီးကပ်စွာရောက်လာကြပြီလေဖြစ်တယ်ကြားချင်းသေးတွေတပွဲစူးရှားတောက်ပတဲ့မျက်လုံးတွေနဲ့ပြိုင်တူဟစ်ကြွေးလိုက်ကြပြီးစတင်တိုက်ခိုက်ကြလေတော့တယ်တောအုပ်အတွင်းမှာဆိုရင်တိုင်းလောကကထိပ်သီးနှစ်ယောက်ရဲ့အသက်လူပွဲကြီးဖြစ်လာလေတော့တယ်ပရိသတ်များရှင်ကျမတို့ရဲ့တိုင်းစာအုပ်လေးများဖတ်ကြမယ့် channel ကနေတိုင်းဝတ္ထုအကြောင်းအရာတွေကိုထုတ်လွှင့်တင်ဆက်ပေးလျက်ရှိနေပါတယ်။အခုဆိုရင်စာရေးသူမိုးကျော်သူရေးသားထားတဲ့ဓာတ်သုံးခွက်ဆိုတဲ့တိုင်းဝတ္ထုစာအုပ်ထက်ကမှအပိုင်း3ကိုတင်ဆက်ပေးသွားခဲ့တာပဲဖြစ်ပါတယ်ရှင်။ဆက်လက်ပြီးတော့လေပရိသတ်ကြီးကစိတ်ဝင်စားဖွယ်ရာဇလန်းလေးရဲ့အပိုင်းလေးရဲ့တင်ဆက်မှုကိုလည်းနားတော်တာဆင်ပေးပါအောင်ရှင်။ဒီနေ့ရဲ့တင်ဆက်မှုတွေကိုကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးတင်ရှိပါတယ်။အားလုံးပဲတာယာသောနေ့ရက်လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။